အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီနေ့မှာစာရေးဆရာတာတီရဲ့မဖဲဝမဝင်ရဆိုတဲ့ပရလောကဇလံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတုန်းကတာတီမြို့မှာကျောင်းနေတုန်းဗျရှစ်တန်းလောက်ထင်တာပဲကျုပ်မြို့ကျောင်းတက်တုန်းကအမေရဲ့အကူဘာကြီးရဲ့အိမ်မှာနေရတာလေးဗျာဘာကြီးကအမေရဲ့အကူလို့မပြောရဘူးကျုပ်အမေလိုပဲဝတ်သားရင်းချက်တာလွတ်ကောင်းတာဗျကျုပ်ဝတ်သားကြိုင်မှန်တီးလို့ထင်တယ်ဘာကြီးကကျုပ်ကိုဝတ်သားမကြခဏချက်ကျွေးတာဗျဘာကြီးချက်တဲ့ဝတ်တဏီချက်လွတ်ကောင်းတာဘာကြီးကလူပြိုကြီးဆိုတော့အိမ်မှာသူ့ဟာသူပဲချက်တာလေးဗျာချော်တာဖွတ်တာကတော့နာမိုးနီးလို့ခေါ်တဲ့ကလမတယောက်ခေါ်ထားတယ်ဘာကြီးကတယောက်တည်းနေရတဲ့သူဆိုတော့တခါတလေလည်းပြင်းမှာပေါ့ဗျာရွာလေးတွေဘက်ကိုတခါတလေသွားလိုက်တတ်တယ်တတိမင်းတနေ့ကျော်ကြောင်းပေးရရွာပြန်มาလားဘာကြီးကမဆိုင်မငန့်မေးလိုက်တာဗျဘာကြီးဘာကိစ္စရှိလို့တော့မင်းရွာမပြန်ရင်ဘာကြီးမင်းကိုခေါ်သွားမလို့ဟင်ဘယ်ကိုတော့ဘာကြီးငယ်တငယ်ချင်းတယောက်ရှိတယ်ကွာဘာချမ်းဆိုလဲကောင်အသက်ကတော့ဘာကြီးချက်2နှစ်3နှစ်လောက်ကြီးတယ်ဘာချမ်းတို့ရွာကကုန်းတန်းလို့ခေါ်တယ်ကွာကုန်းကောင်ကြီးပေါ့ကွာမိုးရွာမှာရေမြင်ရတဲ့တဲချောင်းလေးတွေတော့ရှိတယ်ကွာဒါလည်းမိုးရင်းလောက်ပဲရေမြင်ရတာပါကွာပူပြီးဆိုရင်လွတ်ပူပြီးအေးပြီးဆိုရင်လည်းလွတ်အေးတဲ့ရွာပေါ့ကွာကျုပ်ကဘာကြီးပြောတဲ့ကုန်းကောင်ရွာကြီးဆိုတာကိုတော်တော်လေးစိတ်ဝင်စားတော့တာဒီကနေဆိုရင်တော်တော်ဝေးလာပါကြီးဒီကနေမကြီးတန်းကိုကာစီပြီးမကြီးတန်းမှာတ냐အိတ်ခမယ်နောက်နေ့မနေ့စောစောထပြီးလှင်ငါတော့အမှာကွာမကြီးတန်းမှာကဘာကြီးအသိရှိလို့လားဟာရှိတာပေါ့တာတီကမကြီးတန်းမှာလည်းဘာကြီးတငယ်ချင်း3ယောက်ရှိတယ်အရက်ရှိရှိနဲ့ကောင်းကြီးဘာသောရဲ့ရက်ပူပူပြက်ပြက်နဲ့ကြော်ပုဆိုတဲ့ကောင်းရဲ့နှက်ခမ်းမွေးကကကြီးနဲ့ကင်ကြီးရဲ့လေကွာသွားလေဘာကြီးကုန်းတန်းကပြန်လာမှာပဲကျုပ်ရွာကိုပြန်မှာပေါ့အေးဒါဆိုရင်တော့ဟန်ကြတော့ကွာဘာကြီးလည်းငယ်တငယ်ချင်းတွေကိုတတိယလို့ကွာသွားဘာကြီးကျုပ်လိုက်ခဲ့မယ်အေးဒါဆိုရင်ဘာကြီးစီစဉ်လိုက်တော့မယ်ဒီကြားထဲကုန်းတန်းကလူကြုံတွေ့ရင်လေဘာချမ်းကြီးစီကိုမှားလိုက်မှာပေါ့ကွာမှတ်မိသေးတယ်ကွာဘာချမ်းတို့ရွာကမြစ်တွေချောင်းတွေနဲ့လည်းမနီးတော့ဘာစောတို့ကရင်ကြီးတို့ကဘာချမ်းကိုတွေ့တာနဲ့တန်းဆကြတာကွာဘယ်လိုစတာတော့ဗျဘာကြီးကမန်းမနီးရေဝေးကန်ရီတော့မြက်ချောက်ခါဂျာခလောက်ဆွဲလို့စတာကွာဘာကြီးပြောတဲ့မန်းမနီးရေဝေးကိုကျုပ်စိတ်ထဲစိုးကြည့်ပြီးသဘောကျသွားတာမျိုးចောင်းစားပိတ်တဲ့နေ့မှာပဲဘာကြီးနဲ့ကျုပ်မကြီးတန်းကားနဲ့လိုက်ခဲ့ကြတာဗျမကြီးတန်းကားကဒေါ်ကျစ်စုပ်ကြီးဗျဒါပေမဲ့အင်ဂျင်ကတော့အကောင်သားတောလမ်းမှာလမ်းကလေးနည်းနည်းတာလို့ကတော့ဝိကနေနေအောင်ဆွဲတော့တာဗျတောလမ်းဆိုတော့သမင်းဆိုင်တွေဘာတွေပဲရှိမှာတော့ဗျာသမင်းစားချိန်တော့ကြရွာကြီးတွေရဲ့အပြင်ဘက်ကအကျော်တဲကြီးတစ်လုံးရှိမှကားရက်ပေးတယ်ဘူးသီးကျော်နဲ့မပြောကျော်ကြီးတွေမှာကောင်းလိုက်တာဗျာရင်နွေးချမ်းကလည်းကောင်းပါသတိနဲ့ကျုပ်ဖြင့်ဘူးသီးကျော်နှစ်ခုဇက်တိုက်စားပစ်လိုက်ရောဗျနေပါအောင်ဆရာကြီးရဲ့ဒီရွာကိုဘာရွာခေါ်တော့ဘာကြီးကကျုပ်တို့နဲ့တဝိုင်းထဲမှာလာထိုင်ပြီးအကျော်သားတဲ့အဖိုးကြီးတယောက်ကိုမေးတာဗျမျက်ခုံးမွေးတွေရောနှက်ခမ်းမွေးတွေရောဖြူနေတဲ့အဖိုးကြီးကအန်သွားလေးနဲ့အကျော်ကိုချိတ်သွားရင်ဒါချက်ချောင်းတွေဗျာရွာတောင်ဘက်မှာချက်ချောင်းလို့ခေါ်တဲ့တောင်ချချောင်းလေးတစ်ခုရှိတယ်လူတော့အားကြီးစားတာတစ်နှစ်ကို2ယောက်လောက်တော့အနည်းလေးပဲကုလူရေဟုတ်လားတတိနေကြလို့ထင်ပါရဲ့ဗျာမျက်ခုံးပြူအဖိုးကြီးကသူ့မျက်ခုံးဖြူဖြူကြီးတွေကိုပင့်လိုက်ပြီးအဲ့လိုတော့လေဟုတ်မယ်မထင်ပါဘူးဗျာလူဆိုတာတေးမကြောက်တဲ့လူတွေကြီးပဲလေကိုလူရဲ့ချက်ချောင်းကလူစားတာဗျဘာကြီးလဲဘာမှပြန်မပြောပဲခေါင်းလေးပဲညှိနေရောဗျဒီတော့မှမျက်ကုံးပြူဖိုးကြီးကကျင်းနေသွားပြီးစကားဆက်တော်တာဗျခုလူကဒီနယ်ဘက်ကမဟုတ်လို့ဗျဒီတဝိုက်မှာဟိုးတုံးကဆိုချက်တွေတော်တော်ကိုတောင်းချမ်းခဲ့တာဗျဟုတ်လားဆရာကြီးရဲ့ကျုပ်ကချက်ဆိုတာလူတွေဖန်တီးပြောတဲ့ဇလန်းတွေလို့ထင်နေတာဘယ်နဲ့ဖန်တီးရမှာတော့ဗျာတကယ်ကြုံခဲ့ရတဲ့လူတွေကထုတ်ပြန်ပြောတဲ့အဖြစ်အပျက်တွေပေါ့ပြောရရင်တော့ကျုပ်အဖကိုယ်တိုင်ကြုံခဲ့ရတာဗျဟုတ်လားအဖိုးကျုပ်ပါဇက်ကလွတ်ခနဲ့ပြောလိုက်မိတာဗျမျက်ကုံးပြူပြူနဲ့အဖိုးကြီးကကျုပ်ကိုအကျော်ဝိုင်းလှည့်ကြည့်တယ်လူလေးကဒါတွေစိတ်ဝင်စားတယ်မှတ်တယ်ဟုတ်ကဲ့အဖိုးကျုပ်ပါကြီးကရေပြီးဝင်ပြောတယ်ဗျဒီကောင်ကကျုပ်တူပါနာမည်ကတာတေးလို့ခေါ်တယ်တိတ်ဆက်ဆက်သူနိုင်တဲ့ကောင်ဗျဆရာကြီးရဲ့ကလေးဆိုတော့ဒီလိုပေါ့ဗျာဒါမှလည်းဘူးသူရဖြစ်မှာပေါ့ကိုလူရမျက်ခုံးပြူကြီးကရေရင်မောရင်ပြောတာပြီးတော့မှသူ့ရှိမှငှဲ့ထားတဲ့ယူနီပကန်ကိုကောက်ယူပြီးပါဇက်မှာတိလိုက်တယ်တဖူးဖူးနဲ့2ချက်လောက်မှုတ်ပြီးရင်နွေးတွေကိုတောက်လိုက်တဲ့ပြီးတော့မှစက်ပြောတာဗျဒီလိုကိုလူကြီးကျုပ်တို့ရွာကမကြီးတန်းမရောက်ခင်ပေါ့တင်မလဲရွာလို့ခေါ်တယ်ကျုပ်ဘနာမည်ကဘာဆိုးတယ်ဗျအဘကလွတ်ညံကောင်းတဲ့လူဗျဘာကိစ္စပဲဖြစ်ဖြစ်တေချာကြည့်ခွင့်ရရင်တခါတည်းနဲ့တက်တဲ့လူဗျရဟန်းကန်ရှင်ပြူရှိသမျှမင်္ဂလာဆောင်ရှိသမျှမှာသမင်းချက်တဲ့နေရာမှာကျုပ်ဘကနာမည်ကြီးဗျဖရားတဲ့ចောင်းဆောက်သူလည်းကျုပ်ဘပါရတာရွာတဲ့အိမ်ဆောက်ရင်လည်းကျုပ်ဘပါရတာဗျဒါကြောင့်ကျုပ်ဘကိုတင်နှင်းတစ်ကြိုဝါနေဝါကြိုကိုပါဆိုးတယ်ဗျာအဘကမင်းအကြောင်းလည်းတော်တော်နားလေတာကုလူကြီး
ကိုလူလဲကြားမှုမှာပေါ့ကြောက်နဲ့မြင်စိုးစင်းတိကထမင်းဝဆိုတာလေဗျာငွေပေါ်တဲ့လူတွေကမြင်းကောင်းစီးခြင်းကျုပ်ဘကိုပဲမြင်းရှာခိုင်းကြတာဗျအဘရှာပေးတဲ့မြင်းများစီးရရင်လွတ်ကိုဂုံယူနေကြတာဗျာကျုပ်မြင်းကဘာသူကိုယ်တိုင်ဝယ်ပေးတဲ့မြင်းပြဆိုပြီးတော့ကြွားဝါပြောကြရတဲ့အထီးပဲပြုတင်းနှင်းတကြိုကိုပါသူ့ရဲ့သားညခုံးပြူအဖိုးကြီးကသူ့ရဲ့အဖေကိုတတိယသွားပုံဝဲဗျတရက်ကြတော့ကျုပ်ဘစီကိုကျုပ်တို့ရွာရဲ့မြောက်ဖက်စေတိုင်လောက်ဝေးတဲ့ခေါင်းပြတ်တောင်ကြီးစင်ကျုံရွာတထေသားကိုမင်းလွင်သူရောက်လာတယ်ဗျအဲ့ဒီတုန်းကကျုပ်ကအသက်10နှစ်သားလောက်ပဲရှိသေးတာအဘကအသက်30ကျော်လောက်ပဲရှိအောင်မယ်ကျုပ်တို့စီကိုရောက်လာတဲ့တထေသားကိုမင်းလွင်ကအသက်အစိတ်လောက်ဗျသူကမြင်းကောင်းကောင်းလိုချင်လို့တဲ့ဘလောက်ပေးရမြင်းကောင်းရရင်တော့ပြီးအဘကိုယ်တိုင်လိုက်ဝယ်ပေးပါလို့ပြောတဲ့ဗျကျုပ်တဲ့တခုတော့စိတ်ထားတာရှိတယ်ကိုမင်းလွင်ရဲ့ချက်ချောင်းဘက်မှာမြင်းကောင်းတစည်းရှိတယ်ဆိုပဲအယောင်ကအုံးငုံရောင်တယ်ဗျမြင်းကတောင်လဲတော်တော်မြင့်နေဆိုပဲဘွေကောင်းလဲတော်တော်ပါတယ်တဲ့ကျုပ်ရဲ့မိတ်ဆွေတဆင်ပြန်ပြောတာကိုကြားရတာတော့တော်တော်ကိုသဘောကျတာပဲကိုမင်းလွင်ရဲ့ကိုပါသူကြိုက်တဲ့မြင်းဆိုရင်ကျုပ်ကမြင်းဖို့လိုမှလားဗျာကိုမင်းလွင်ကအဖော်တယောက်နဲ့လာတာဗျတယောက်ကိုမြင်းတကောင်စီနဲ့လာကြတာကျုပ်ဘကလည်းသူ့ရဲ့လက်ဆွဲတော်တိမ်ညိုဆိုတဲ့မြင်းကြီးကိုစီးလို့ဗျာချက်ချောင်းကိုမြင်းဝယ်ဖို့သွားကြရောဗျဆရာကြီးအဖကမြင်းစီးတဲ့ကျွမ်းကျင်နေမှတ်တယ်ဟာကျွမ်းမကိုလူရမြင်းပေါ်မှာမတ်တရက်စီးတတ်တယ်မြင်းပေးမှလည်းတွေ့ပြီးစီးတတ်တယ်ဗျတော်ယုံတန်ယုံမြင်းချမ်းမြင်းဆက်များတော့ကျုပ်ဘစီကိုတရက်2ရက်လောက်ပို့ထားလိုက်ရင်ကျင်သွားတော့တာပဲဒါနဲ့စောစောကအကြောင်းစက်အောင်မဲ့ရုပ်အဘတို့ချက်ချောင်းကိုရောက်တော့မိုးထုတ်သွားပြီတဲ့ဗျအဘတို့လည်းမြင်းသုံးစီးနဲ့ရွာထဲဝင်သွားကြတာပေါ့ဗျာချက်ချောင်းကရွာအကြီးကြီးဆိုပဲအင်ကြီးအင်ကောင်းတွေမှပေါ်လိုက်တာလေဗျာခေါင်းနှလုံးနဲ့အင်ကြီးတွေစင်ဝင်ကြီးတွေနဲ့အိမ်တွေပြီးတော့ရွာလန်းကြီးကလည်းဖြူးနေတာပဲဗျတို့နေပါအောင်ဆရာကြီးရဲ့ဆရာကြီးအဖကဒီချက်ချောင်းကိုအရင်မရောက်ဘူးလို့လားဘာကြီးကဝင်မေးတာပြုတ်ဟုတ်တော့ဟုတ်သားဗျဥပဆိုလို့လူကမြင်းသသိနဲ့တွာလာနေရတာနဲ့ချက်ချောင်းကိုမရောက်ဘူးလို့အံ့ဩနေတယ်ဆိုတော့ဘာကြီးကအံ့ဩပြီးမေးလိုက်တာပေါ့ဗျာအဘကဒီချက်ချောင်းကိုမရောက်တာနှစ်တော်တော်ကြာသွားပြီတဲ့ဗျအရင်သူရောက်ဘူးတဲ့ချက်ချောင်းကအခုလုံးမဟုတ်ပဲတားတိုးတက်သွားတော့အဘကအံ့ဩနေတာပြုတ်ဒီရွာစီးပွားရေးတော်တော်ကောင်းသွားတာပဲဆိုပြီးမုဒိတာပွားမိတဲ့ဗျာဒါနဲ့ပဲရွာထဲမှာတွာလာနေတဲ့လူတွေကိုမြင်းအကြောင်းထောက်လိုက်ရတာပေါ့ဗျာအရက်ရှိလက်ပြင်းကိုင်းကိုင်းနဲ့လူတယောက်ကိုမြင်းကောင်းရှိသလားမြင်းဝယ်ခြင်းလို့ပါလို့အဘကစုံစမ်းတော့အဲ့ဒီလူကဟာရှိတာပေါ့မိတ်ဆွေဟာလာပါကျုပ်လိုက်ပို့ပေးပါမယ်ဆိုပြီးအဘတို့ကိုခေါ်သွားရောတယ်ဗျတရွာလုံးလဲအောင်လင်းတမီတွေထွန်းထားလိုက်တာအိမ်သိပါပဲတဲ့ဗျဝိုင်းအခြေကြီးတွေတူကူထဲမှာတောက်ထားတဲ့စင်ဝင်တဲ့အိမ်ကြီးတစ်လုံးစီကိုအဘတို့မြင်းသုံးစီကိုခေါ်သွားရောတယ်ဗျဟာလာကြပါဗျလာကြပါတကြိုဝါကြိုကိုပါသုံးကြီးတို့ပါလားလို့စီးကြိုပြီးနှုတ်ဆက်တဲ့ဒီတော့အဘကဒီရွာမှာငါ့ကိုသိတဲ့လူရှိသားပဲဆိုပြီးဝမ်းသာသွားတာပေါ့ဗျာအိမ်ထဲဝင်ပြီးထိုင်ကြရောတဲ့ပြုတ်အိမ်ထဲမှာတော့အောင်လင်းတမီးကြီးတွေထွန်းလာတာထိန်နေတာပဲဗျာအိမ်ထဲမှာထိုင်နေတဲ့လူကြီးကအသက်50လောက်တဲ့နှခမ်းမွေးကားကားကြီးနဲ့လူကြီးကဥပဒေကောင်းကောင်းနဲ့ခန့်ခန့်ညာညာကြီးဆိုပဲအော်ကိုပါဆိုမြင်းကောင်းဝယ်ခြင်းလို့လိုက်ရှာတယ်မှတ်တယ်ဟုတ်ပါတယ်ဦးကြီးကကျုပ်ကိုသိတာလားအော်ကိုပါဆိုနဲ့တစ်ကြိုးဝါကြိုးကိုပါဆိုဆိုတာမြင်းအကြောင်းကောင်းကောင်းနားလေတယ်ဆိုပြီးလူတိုင်းသိနေတာပဲဟာလို့ပြောတဲ့ကျုပ်ဘကလည်းမြင်းဝယ်ဖို့ဆရာတင်ထားတဲ့ကိုမင်းလွင်လို့ရှိမှဒီလိုချီးမွမ်းခံရတော့စိတ်ထဲပီတိဖြစ်သွားတယ်ဆိုပဲဗျနေပါဦးဦးကြီးစီမှာမြင်းကောင်းရှိတယ်လို့ကြားလို့လာခဲ့ရတာဗျမြင်းကောင်းရှိရင်ကြည့်ပြရသေးဗျာလို့ကျုပ်ဘကရင်ကြီးကြီးပြောလိုက်တော့ဟာကြည့်ရမှာပေါ့ကိုပါဆိုရဲ့ကြည့်ရပါတယ်ဟဲ့တမီဆိုရှင်မင်းအကိုတရားကိုခေါ်လိုက်နှံဒီမှာမြင်းဝယ်မဲ့သူရောက်နေတယ်မြင်းညိုကြီးကိုဆွဲလာခဲ့လို့ပြောလိုက်ဟာအဖအုံညိုကြီးကိုရောင်းတော့မလို့လားအကိုကအဲမင်းကြီးကိုသိသဘောကျတာအဖရဲ့ကျုပ်ဘကမြင်းအောင်မှာကိုဝင်ဖြတ်နေတဲ့သောရှင်ဆိုတဲ့မင်းကလေးကိုခက်ဆက်လှမ်းကြည့်လိုက်သေးတဲ့သောရှင်တရားကိုသာတွားပြောလိုက်ဆမ်းပါရဲ့စကားရှိမနေနဲ့ကိုပါသို့တို့အချိန်မီပြန်ကြရမှာအဖေဒီမှာအုံညိုကြီးကိုခေါ်လာပြီအင်ရှီဝိုင်းတွေကအတန်ကြားလို့အဖားတို့ကလှည့်ကြည့်တော့ဓမီရောင်အောင်မှာမြင်းကြီးကိုဆွဲလာတဲ့လူငယ်တယောက်ဗျလုံကြီးကိုကြောင်းကြိုက်ထားပြီးခေါင်းမှာပဝါအစိမ်းကလေးပေါင်းလို့တဲ့တော်တော်ကိုချောမောခံရတဲ့လူငယ်တယောက်တဲ့သူဆွဲထားတဲ့အုံးကောင်မြင်းညိုကြီးကလည်းလှလိုက်တာမပြောပါနဲ့တော့ကိုလူရတောင်ကြီးကိုမြင်းလိုက်တာတဲ့ကျုပ်ဘကမြင်းကောင်းတွေ့ရင်ပြေးကြည့်တဲ့သူဆိုတော့အိမ်ထဲကချက်ချင်းပြေးထွက်ပြီးမြင်းကိုကြည့်တဲ့ကြံရင်ကောင်းတွေလက္ခဏာကောင်းတွေစုံလို့တယ်ဗျာဘယ်ပြောကောင်းမလို့အဖားတို့ကသူတို့တောင်းတဲ့သေးကိုတခုံးမှမစစ်ပဲဝယ်လိုက်တာတဲ့ဗျမြင်းမိုးလဲချီပြီးမြင်းမိုင်ရှင်လူကြီးကပြောတဲ့ဗျတကြိုးဝါကြိုးကိုပါသိုးကြီးမှတ်ထားဗျကျုပ်နာမည်ကဥဒီပါတဲ့ဟောတာကျုပ်သားတီဟဟိုးကကျုပ်သမီးစောရှင်ဟိုဘက်ကဟာကကျုပ်ဇနီးဒေါ်မာလာတဲ့နောင်လဲဒီရွာရောက်ရင်ကျုပ်တို့အိမ်ကိုဝင်มาထွက်ပါဗျာဒီကပြန်ရင်လမ်းခွဲနှစ်ခုကိုရောက်လိမ့်မယ်ဘယ်ဘက်လမ်းခွဲကနေလိုက်သွားတူမောင်တို့နေတဲ့ရွာကိုခဏအတွင်းရောက်ပါလိမ့်မယ်ကျုပ်ဘကလည်းသူ့ဖို့နှစ်ယောက်နဲ့
မြင်းပိုတကောင်ဆွဲပြီးရွာကထွက်လာခဲ့ရောတယ်ဗျရွာကတော်တော်စီမဲ့ပုံပဲဗျကိုပါသူရဲ့ကိုမွန်းလွင်ကပြောတဲ့အဲ့ဒီတော့ကျုပ်ဘကလွန်ခဲ့တဲ့10နှစ်လောက်ကဒီရွာကိုကျုပ်တစ်ခါရောက်ခုတယ်ဒီလောက်အိမ်ကြီးအိမ်ကောင်မများဘူးဗျဒီနောက်ပိုင်းမှာစီးပွားဥစ္စာဖြစ်ထွန်းကြတယ်ထင်ပါရဲ့ဗျတရွာလုံးအိမ်ကြီးအိမ်ကောင်တွေကြီးပဲဖြစ်ကုန်တာဗျဒီလိုနဲ့အဘတို့လမ်းဝနှစ်ခုကိုရောက်လာတော့အဘကလမ်းဝဆောင်မှာဆင်းပြီးတော့သူ့မြင်းကကုန်းလေးကိုဖြုတ်ယူတယ်မြင်းညိုကြီးကိုကုန်းတင်လိုက်တယ်အဘရဲ့မြင်းကြီးတိမ်လူကကိုမင်းလွင်တို့ကိုသူ့မြင်းပေါ်ကနေဆွဲလာတဲ့ဗျာအဘကအုံညိုလို့ခေါ်တဲ့မြင်းကြီးကိုစီးရင်မြင်းရှင်အဖိုးကြီးမှာတဲ့ဘယ်ဘက်လမ်းခွဲကိုလိုက်ခဲ့ရောတယ်ဗျာနိုင်ဝက်လောက်ကြာတော့အဘတို့လာတဲ့လမ်းကသုံးသွားပြီးရှေ့မှာရွာကြီးတရွာကိုတွားတွေ့ရဆိုပဲဟာဒါကျုပ်တို့ရွာပဲဗျကိုမင်းလွင်ရဲ့ဟင်ဟုတ်သားပဲကျုပ်တို့သွားတော့ကတနေ့ကင်းလုံးမြင်းစီသွားခဲ့ကြရတာအခုဘလို့ဖြစ်တာပါလဲကိုပါသူရဲ့ကိုမင်းလွင်လည်းအံ့ဩပြီးပြောတဲ့ဘလို့ပဲဖြစ်ဖြစ်မြန်မြန်ရောက်တော့လဲကောင်းတာပေါ့ဗျာခမားအတွက်မြင်းကောင်းကြီးတစ်စီးလဲရလာခဲ့ပြီပဲဟိုကျုပ်ဘကဝမ်းသာအားရပြောတဲ့ဗျကိုမင်းလွင်ကလည်းသူ့ရဲ့အုံးုံအောင်အုံညိုးဆိုတဲ့မြင်းကြီးကိုပဲတကြီးကြီးလုံနေတာလေပြောအဲ့ဒီညကခကြီးကလည်းပန်းလာဘိုက်ကလည်းဆာဆာဆိုတော့ထမင်းတန်းစားပြီးအိတ်လိုက်ကြရောတယ်ဗျကျုံနဲ့ကျုံမီလဲတနေ့လုံးစီပွတ်နေကြတာဆိုတော့ပင်မမီအိတ်ကြတာပေါ့ဗျာမနဲ့ရောက်တော့အစိုးဆုံးလို့တာကကိုမင်းလွင်ဒီလူကနိုးတာနဲ့မြင်းဆောင်ကိုသွားပြီးသူ့မြင်းကြီးကိုကြီးတော့တာပြောဟာဘလူဟာတော့ဗျကိုပါဆိုလာပါအောင်ဗျအလန်တကြားអော်လိုက်တဲ့ကိုမင်းလွင်အတန်းကြောင့်ကျုပ်ဖေရောကိုမင်းလွင်နဲ့ပါလာတဲ့အဖော်လိုက်လာတဲ့သူရောအိမ်နောက်ဘက်ကမြင်းဆောင်ကိုအလန်တကြားပြေးကြရောပြုကျုပ်စိတ်ထဲမှာတွေးလိုက်မိတာကညကမှဝယ်လာတဲ့မြင်းကြီးပိုးတွေပါတွေများထိသွားသလားလို့ပေါ့ဗျာဟာဒါဘလို့ဖြစ်တာတော့အုံညိုကြီးရောကျုပ်အဖအတန်ဗျအဖဒီလောက်အလန်တကြားអော်တဲ့အော်စံမျိုးကျုပ်တခါမှမကြဘူးဗျကျုပ်အိမ်ရတဲ့ကပြေးထွက်ပြီးမြင်းဆောင်ကိုရောက်တော့ဟာခေါင်းကြီးပါလားကျုပ်ပါဇက်ကလွတ်ခနဲ့ထွက်သွားတာပြုလူတွေထဲတဲ့ခေါင်းတလားအဟောင်းကြီးဗျမြေကြီးတွေတောင်ကတ်လို့ဗျအဖတို့တေချာကြည့်တော့ညကအုံညိုဆိုတဲ့မြင်းကြီးကိုလည်းမြင်းဆောင်ထဲမှာမတွေ့တော့ဘူးအုံညိုကြီးကိုခြိထားတဲ့ကျူးကခေါင်းတလားကြီးမှာခြီလို့ကျုပ်ဘကတောက်တစ်ချက်ခတ်လိုက်တယ်ဒါဘလို့ဖြစ်တာတော့ကိုပါဆိုကျုပ်တို့ကိုပညာတဲ့ပြူသားလွတ်လိုက်တာဖြစ်မယ်ဗျလာဗျာချက်ချောင်းကိုအခုချက်ချင်းပြန်သွားမယ်တွေ့လို့ကတော့ဥဒီပါဆိုတဲ့လူကိုတက်ကိုတက်ပြမယ်အဘကမြင်းဆောင်ထဲကခေါင်းတလားကြီးကိုရွာကလူတွေမနိုးခင်ခတ်တုတ်တုတ်ထုတ်သွားပြီးတင်ချိုင်းထဲမှာတွားပစ်လိုက်တယ်ပြီးတာနဲ့ညကသူတို့သွားခဲ့တဲ့ချက်ချောင်းဆိုတဲ့ရွာကိုပြန်သွားကြရောပြုဟင်ဟိုရောက်တော့တွေ့ရောလားအဖိုးရဲ့ဘယ်တွေ့မှာတော့မောင်သားတွေရဲ့ချက်ချောင်းဆိုတဲ့ရွာကိုရောက်တော့သူတို့ညကရောက်တဲ့ရွာမှာမဟုတ်တာအခုဒီအကျော်တဲကြီးရဲ့နောက်ကျောကရွာအတိုင်းပေါ့ချက်ချောင်းမှာအိမ်ကြီးအိမ်ကောင်းဆိုတာသိရှိတာမှမဟုတ်တာဒါနဲ့အခြေအနေကိုနည်းနည်းလေးလာကြည့်တော့ချက်ချောင်းသားတွေကပြောကြတဲ့ဟာခမရတို့ညကရောက်တာကျုပ်တို့ရွာမဟုတ်ဘူးဗျချက်ရွာကြီးကိုရောက်သွားကြတာဒီနားမှာကြောက်ရရှိတယ်လို့တော့ကြားဘူးတယ်ဗျကျုပ်တို့တော့မရောက်ဘူးတလောကမှသုံးသွားတဲ့ဖိုးတောင်လုံးဆိုတဲ့အဖိုးကြီးကတော့ရောက်သွားဘူးလေလို့ပြောတယ်တရွာလုံးအိမ်ကြီးအိမ်ကောင်းတွေကြီးပဲတဲ့တမီးတွေမှာထွန်းလာတာထိန်နေတာတဲ့ပဲဗျရွာထဲမှာလူတွေစီးပြီးသွားနေတဲ့မြင်းကြီးတွေဆိုတာမြင်းကောင်းတွေကြီးပဲတဲ့ဗျအခုခမရတို့ပြောတာနေတော့ကိုက်နေတာပဲဗျဘယ်ကမြင်းကောင်းတွေစီးရမှာတော့ဗျအဲ့ဒါလူတွေထဲတဲ့ခေါင်းတွေကိုသူတို့အစွမ်းနဲ့မြင်းလုပ်ပြီးစီးနေကြတာမျိုးလို့ကျုပ်ဘကပြောပြီးရွာကိုပြန်ခဲ့ကြရတာပေါ့ဗျပြန်နေလမ်းမှာလမ်းနှစ်ခွစုံတဲ့နေရာလဲလုံးဝမတွေ့တော့ဘူးတဲ့ဗျဟာဒါဆိုမြင်းဝယ်လာတဲ့လူကငွေတွေသုံးတာပေါ့ဟုတ်လားကိုအေးသုံးတာပေါ့မောင်တာတွေရဲ့သူကိုယ်တိုင်ပါလို့တာပေါ့ပါတာမပါရင်ကျုပ်ဘကိုလိန်နေလို့တော့ထင်ထင်ပါကွာကဲအကျော်သားပြီးရင်ကားပေါ်တက်ကြကားထွက်တော့မယ်ကားဆရာရဲ့အော်ဒန်နဲ့အတူပြီးပြီဆိုတဲ့အတန်ကြီးမြည်လာပြီးဒေါ်ကြီးကားကြီးစနိုးလာပါရောဗျာကျုပ်ရဲ့ဘာကြီးရဲ့မျက်ခုံးကြီးအဖိုးကြီးရဲ့ကားပေါ်ကိုခတ်တုတ်တုတ်တက်လိုက်ကြတယ်တင်မလဲဆိုတဲ့ကြွားကိုရောက်တော့မျက်ခုံးကြီးအဖိုးကြီးကကျုပ်တို့ကိုနှုတ်ဆက်ပြီးဆင်းသွားတယ်မိုးချုပ်စားရောက်တော့ဒေါ်ကြီးကားကြီးမကြီးတန်းကိုရောက်ရောပြုဘာကြီးတငယ်ချင်းအဖိုးကြီးတွေကဘာကြီးကိုတွေ့တော့ဝမ်းသာလိုက်ကြတာဗျာအဲ့ဒီညကဘာကြီးတငယ်ချင်းဥပဆောရဲ့အိမ်မှာကျုပ်တို့အိတ်တယ်ဘာကြီးပြောတဲ့ဘိုးကျော်ဘူးနဲ့ဘိုးကင်ကြီးကလည်းဘာစောတို့အိမ်မှာလာပြီးစကားပြောကြတာတကောင်ကျော်မှပြန်သွားကြတာပြုသူတို့ငယ်တငယ်ချင်းတွေတော်တော်ခင်ကြတာပဲဗျကျုပ်ဖြင့်သူတို့ငယ်ငယ်ကအကြောင်းတွေကိုလောလောဆယ်ဆယ်ပြန်ပြောနေတာကိုကြည့်ပြီးပီတိတွေဖြစ်ရတာပေါ့ဗျာနောက်နေ့မနက်ဝေလီဝေလင်းချင်းအိယာကထကြပြီးဥပသောရဲ့မိမအနီးတိန်းလာချထားတဲ့တမင်းပူပူလေးကိုအမဲကြောက်ပုတ်စီစမ်းနဲ့တဝါစားကြရတယ်ဗျစားတော့ပြီးတာနဲ့မိုးမလင်းခင်နဲ့ဘိုးကင်ကြီးစီစဉ်ပေးထားတဲ့လှဲနဲ့ကုန်းတန်းကိုစားထွက်ခဲ့ကြတယ်ဗျကျုပ်တို့ကိုလှဲမောင်းပို့တာကဘိုးကင်ကြီးရဲ့တမတ်ကိုမိုးခေါင်းဆိုတဲ့လူဗျလူပုံကအရက်ရှိရှိခါကိုင်းတိုင်းနဲ့လှဲမောင်းကတော့လွတ်ကျွမ်းတဲ့လူဗျနွားကြောင်လည်းတော်တော်သိပုံရတယ်နွားပြကြီးအဖြောင်ဆွဲလီနွားတွေကိုတိတ်ပြီးអော်တာငေါက်တာလည်းမလုပ်ဘူးဗျနှင်တန်လေးဝိတ်ကနေပဲပေါင်းတာသူ့နွားတွေကလည်းဆွဲလိုက်တာမှတန်းနေတာပဲမိုးကောင်ကြီးရှေ့ကဘာပြောတော့ကွာငါလည်းမရောက်တာကြလို့မေးနေပြီဟဲ့ဘာထွေးကလည်းဟိုမှာကငင်မင်းကြီးမြင်နေပြီပေါ့အေးဟုတ်သားပဲဒါကငင်တပင်မို့လားဟုတ်တယ်လေဘာထွေးရဲ့တတိမြင်လားကငင်မင်းအမြင်ကြီး
ရွာဘုံကိုကြော်ပြီးမမကြီးဖြစ်နေတာမြင်းနေပါကြီးအေးအဲ့ဒီကညင်မင်းကြီးကအသက်ရာကျော်နေပြီကွာအပင်ချင်းရင်းကယောက်ျားကြီး9ယောက်ဖတ်တာလောက်ရှိတယ်ကွာဟာဟုတ်လားအကြီးကြီးပါလားဗျဟုတ်တယ်ကွာတာတေရဒီကကညင်မင်းကြီးကအထီးကရအပင်ကြီးပေါ့ကွာသူတို့ရွာသားတွေတစ်နှစ်ကိုတစ်ခါရုပ်ကစိုးပါသားတဲ့ပွဲအမြဲလုပ်ရတယ်ကညင်တပင်ရုပ်ကစိုးပွဲဆိုတာအတော်စီတဲ့ပွဲကွာဟင်ဟုတ်လားရုပ်ကစိုးကြီးကရောတကယ်ရှိလို့လားဗျကိုမိုးကောင်ရဲ့ဟာရှိတယ်ကွာတာတေရအဲ့ဒီရွာမှာကညင်မင်းကရုပ်ကစိုးကြီးကိုမြင်မှုတဲ့သူတွေအများကြီးရှိတယ်ရုပ်ကစိုးကြီးကလည်းသူတို့ရွာကိုစောင့်ရှောက်တယ်ကွာမီးလောင်မှာမိုးခေါင်မှာရေကြီးမာတွေကိုအမြဲကြိုတင်ပြီးအိမ်မပေးတာတဲ့ကွာဩဒါဆိုတော့လေပတ်သားထိုက်တာပေါ့ဗျာကိုမိုးကောင်ကလည်းဒီနယ်သားဆိုတော့ဒီဘက်ကရွာတွေအကြောင်းအတော်သိတာပေါ့ဗျာတလန်းလုံးလဲမောင်းရင်းနဲ့ထူကြတာတွေအကုန်ပြောတော့တာဗျာကညင်တပင်ပြီးတော့ကြက်တူရွေးကုန်းပြီးတော့တဲချောင်းပြီးတော့တမာရန်ပြီးတော့ဖျားပြူကိုရောက်တော့ရှေ့ဖျားပြက်ကြီးတူကိုတွေ့တယ်ဗျဇေဒီပြက်ကြီးတွေအခုတော့အုပ်ပုံကြီးဖြစ်နေပါပြီဒါပေမဲ့ကြံနေတဲ့ပလင်နေထားကြည့်တာနဲ့တော်တော်ကြီးတဲ့ဇေဒီဆိုတော့မှန်းလို့ရတယ်ဗျဒီဇေဒီကြီးကတော်တော်ကြီးတဲ့ပုံပဲတော့ဘာကြီးကျုပ်ကဘာကြီးကိုပြောတယ်ကိုမိုးကောင်ကကျုပ်ကိုပြောလိုက်တော့ညောင်မင်းရောအခြားပင်တွေရောပေါက်နေတဲ့ဇေဒီပြက်ကြီးကိုတစ်ချက်လဲကြည့်ပြီးအစက108,000ဇေဒီကြီးလို့ပြောတယ်ကွာဒိုးမိဘတွေဘိုးဘွားတွေပြောတာကတော့ဒီဖျားကြီးအောက်မှာဥစ္စာသောတိုက်ကြီးရှိရဆိုပဲဥစ္စာသောမောင်နှမစောက်တာတဲ့ကွာသူတို့ကဘရင်သားနဲ့သမီးတို့ပြောတာပဲနှမလုံးတဲ့သူကရုပ်ရည်ချုံမောတဲ့လူငယ်တယောက်နဲ့ချစ်ကြိုက်ပြီးအဲ့ဒီလူငယ်ကိုဥစ္စာစောက်တိုက်တဲ့အထိခေါ်လာခဲ့လို့အကိုလုံးတဲ့သူကဒေါသတကြီးနဲ့ထောက်လိုက်တာဖျားကြီးမှာချက်ချင်းအကြောင်းတွေထင်ပြီးပြိုကျသွားရောက်တဲ့ကွာလေးလည်းမတိုက်မိုးလည်းမရွာငလင်လည်းမလုပ်ဘဲနဲ့အလိုလိုပြိုကျသွားတာလို့တို့အဖိုးဘွားတွေကပြောတယ်ကွာအဲ့ဒီကလေးကအဲ့ဒီတိုက်လေပျောက်သွားတယ်ဆိုပဲခါတိုင်းဆိုရင်ဥစ္စာဆောင်မလေးတွေထွက်လာတာကိုတွေ့ဘူးကြတယ်တဲ့ဖះကြီးပြိုကျသွားပြီးတဲ့နောက်ဘာကိုမှမတွေ့ရတော့ဘူးလို့ပြောတယ်တချို့ကပြောတာတော့အကိုလုံးတဲ့သူရဲ့ဒေါသတကြီးអော်လိုက်တဲ့အတန်ကြောင့်ဖះကြီးပြိုကျသွားလို့သူ့နှမနဲ့ချစ်သူလူငယ်တည်သွားတဲ့ပြီးတော့အကိုလုံးတဲ့သူကစိတ်ဆုံးလို့တိုက်ကိုဒီနေရာမှာမထားတော့ဘူးသူပြီးတခြားကိုချက်ချင်းပြောင်းသွားတဲ့သူပဲဒီရွာကိုအဆကဘာရွာလို့ခေါ်တာတော့ဗျတို့အဖိုးတွေဖွားတွေပြောတာကတော့အဆကစစ်ပင်ကုန်းလို့ခေါ်တယ်တဲ့ကွာရွာဦးရွာပြားမှာစစ်ပင်ကြီးတပင်ရှိတယ်ဆိုပဲနောက်တော့ဒီဖះပြိုကြီးကိုအစွဲပြူပြီးဖရပြူရွာလို့ခေါ်ကြတော်တော့ကွာခြုံနေပိတ်ပေါင်းတွေနဲ့အုပ်ဆိုင်နေတဲ့ဖះပြိုကြီးကိုကြုတ်ကြည့်လိုက်မိတယ်ဖះပြိုကိုကြော်လာတော့နိုင်ပြန်တစ်ချက်တီးပြီဗျနောက်ထပ်နိုင်ဝက်လောက်ကြာတော့ကျုပ်တို့လေကုန်းတန်းကိုရောက်ရောဗျာကိုမိုးကောင်ကလည်းကုန်းတန်းကဘိုးဘာချမ်းအိမ်ဝမ်းကိုတီးနေတာဆိုတော့လှဲကိုတန်းမောင်းချတာကုန်းတန်းကရွာသိပ်ကြီးတော့မဟုတ်ဘူးဗျကိုမိုးကောင်ဒီရွာကတိတ်မကြီးဘူးနဲ့တူတယ်ဗျအေးကွာတာတေးရတိတ်မကြီးလာဘူးအင်ဂျင်90ကျော်60လောက်ပဲရှိပြီဒါပေမဲ့ဒါကနောက်ရွာကွာပထမရွာကအိုးရှိကိုတော်တော်လေးသွားရသေးတယ်ရွာဟောင်းကြီးလို့ခေါ်တယ်အဲ့ဒါကပထမကုန်းတန်းပေါ့ကွာအဲ့ဒီမှာကုန်းကြီးကျောင်းတစ်ကျောင်းနဲ့အိမ်15အိမ်လောက်ရှိသေးတယ်ဟင်ဟုတ်လားဘာလို့ရွာပြောင်းရတာတော့ဗျအေးဒီအကြောင်းတွေကိုပြောရရင်အရှိသားကွာမင်းကုန်းတန်းမှာမေးကြည့်ရင်သိမှာပေါ့ကွာသိချင်ရင်မေးကြည့်ခဲ့ပေါ့တာတေးရကိုမိုးကောင်ကဒါပဲပြောတာဗျလှဲကလည်းဘိုးဘာချမ်းရဲ့အိမ်ဝိုင်းနဲ့ကိုဝင်ပြီးလေဗျာဘိုးဘာချမ်းဟေးဘသူတော့ကျုပ်ပါမကြီးတန်းကဥကိန်ရဲ့တမတ်မိုးကောင်ပါဗျဟာမိုးကောင်လာလေကွာအတန်ကြီးကအင်ကြီးရဲ့အပေါ်တက်ကထွက်လာတာဗျလူကိုတော့မတွေ့ရသေးဘူးအဖိုးဒီမှာဧည့်သည်တွေကိုလာပို့တာဗျဟေးဟုတ်လားဘသူတွေများတော့မိုးကောင်ရဲ့ဘာချမ်းငါပါကွာမင်းတငယ်ချင်းစိတ်မောင်းလေးကွာဟာစိတ်မောင်းဝမ်းသာလိုက်တာတငယ်ချင်းဟာအပေါ်တက်ကပဒိန်းပေါက်မှအဖိုးကြီးတယောက်ပေါ်လာတယ်ဗျရောင်တုံးလေးနဲ့ဗျရောင်တစ်စောင်းလေးထုံးထားတာနှကမ်းမွေးကလည်းဘေးကိုကားလို့ကျင်သွယ်လို့ခေါ်တာပေါ့ဗျတော်တော်ခံကြတဲ့အဖိုးကြီးပဲဗျအရက်အမောင်းကလည်းကောင်းတယ်မျက်နှာကလည်းပြုံးရွှင်လို့တငယ်ချင်းလာတယ်ဆိုတော့ဝမ်းသာနေလိုက်ပုံများဗျာဟိတ်ကောင်စိတ်မောင်လာအိမ်မော်တက်ခဲ့ကွာဟေ့သွားကြစမ်းဧည့်သည်တွေစီကသွားတယ်လေဟိုကောင်တွေကြောင်ရှည်တို့မြက်မေးတို့ဘယ်ရောက်ကြကုန်တော့အိမ်အောက်ထက်ကမိမတယောက်ထွက်လာတယ်ဗျတယောက်မှမရှိကြဘူးအဖကြီးအဖမီးတွေရာတောင်ပိုင်းသွားပြီးကစားကြလို့တေခတ်တဲ့ကောင်နှစ်ကောင်ပဲအားနေရွာရိုးလျှောက်ဖို့ပဲစိတ်ကူးနေတဲ့ကောင်တွေတိမ့်တင်မှညီသားတွေကိုလည်းပြောထားအောင်လေဟုတ်ကဲ့ကျုပ်စုလိုက်မယ်ဗျမိုးခေါင်မင်းနွားတွေဖြုတ်ပြီးတင်းကုတ်တဲ့ပို့အစာကျွေးရေတိုက်ကွာဟုတ်ကဲ့အဖိုးကျုပ်လေးဖြုတ်လိုက်အောင်မယ်ပြီးရင်အပေါ်တက်ခဲ့ကြားလာမိုးကောင်ဟုတ်ကဲ့အဖိုးတိမ့်တင်မှပြီးရင်ထမင်းပွဲတန်းပြင်တော့ငါသမီးငါတငယ်ချင်းစိန်မောင်ကြီးစာလာရော့ပေါ့လာဟေးစိန်မောင်အပေါ်ကိုတန့်တက်ခဲ့ငါမှဝမ်းသာလိုက်တာကွာကျုံတဲ့အဘအပေါ်ရောက်တော့ဘိုးဘာချမ်းကပြုံကြီးဗျကျုပ်ဘကိုကြည့်နေတာအရက်ရှိထွားကြိုင်ကြီးရောင်တစ်စောင်းကိုလည်းစီရွှဲသားနဲ့တတ်ရက်ထုံးထားတာဗျဘာချမ်းမင်းတီရောင်တုံးကြီးကရှိနေတော့မှလားကွာငါကထင်နေတာအခုလောက်ဆိုမင်းရောင်ကြီးသပင်တွေကျွတ်လို့ပြုတ်သွားတော့ပြီလို့ကျုံတဲ့ဘာကြီးကဝကြောဖြာပေါ်မှာထိုင်လိုက်ရင်ဘာကြီးကဘိုးဘာချမ်းကိုစလိုက်တာဗျဟာစိန်မောင်ရငါကသပင်လည်းမကျွတ်ဘူးမျက်စိလည်းမမုံဘူးတွားတွေဘာကြီးလည်းမကျွတ်ဘူးကွာဘလို့ဖြစ်တယ်မသိဘူး
ဟာဘလို့ဖြစ်ကမှာတော့ဗာချမ်းရဲ့မင်းအတိတ်ကတီလာကောင်းခဲ့လို့ပေါ့ကွာအေးဟုတ်မလားမပြောတတ်ပါဘူးတငယ်ချင်းဟာကိုမိုးကောင်လည်းအိမ်မော်သူတက်လာတယ်ဘိုးဗာချမ်းသမီးကကျုပ်တို့ကိုထမင်းဝိုင်းဝိုင်းပြီးထမင်းကျွေးတယ်အေးစိတ်မောင်ကြီးလွန်ခဲ့တဲ့2နှစ်ကပဲငါမိမမဲဆုံးသုံးသွားတယ်ကွာငါလည်းတယောက်တည်းဖြစ်နေတော့ငါသမီးတိတ်တင်မမလို့မိသားစုကိုပြန်ပေါ်ထားရတော့တာပဲကွာတိတ်တင်မယောက်ျားငါတမတ်ဆုံးကရွာဟောင်းဘက်ကိုသွားတယ်အဲ့ဒီကသူတို့တိုက်အဖိုးဆရာကြီးကိုသွားပြီးတော့ပဲတို့ဆန်တို့စီတို့ပို့တယ်အဖိုးဆရာကြီးဆိုတာဘယ်သူလုံးကွာကလေးတွေကိုစာသင်ပေးတဲ့ဆရာလားမဟုတ်ဘူးကွာငါတို့အဘတွေအမေတွေလက်ထက်ထဲကငါတို့ရွာကုန်းတန်းကအဲ့ဒီရွာဟောင်းကြီးမှာနေရမှာလေကွာအဲ့ဒီတုန်းကမဖဲဝါကြီးဝင်မွေလို့ငါတို့ရွာပြက်ပါရောလားအဲ့ဒီတုန်းကအဖိုးဆရာကငငယ်လေးရှိသေးတာပေါ့ကွာဘဲကဘလို့ရောက်လာလဲမသိပါဘူးကွာသူရောက်လာပြီးလုတ်ကင်ပြီးလို့ငါတို့တရွာလုံးမဖဲဝါပြီးကလွတ်ခဲ့တာပေါ့ကိုမိုးကောင်ကထမင်းဆိုင်ရင်ကျုပ်ကောင်ကိုလက်နဲ့ကုတ်တယ်မေးလီတာတီရွာဟောင်းကြီးအကြောင်းမင်းသိကျင်တယ်သူဘာတော့ကမိုးကောင်ရဲ့ဘိုးဘချမ်းကကိုမိုးကောင်ပြောတာကိုကြားသွားပုံရတယ်အဖိုးဒီကလေးကကျုပ်လမ်းမှာရွာဟောင်းကြီးအကြောင်းပြောပြတော့တော်တော်စိတ်ဝင်စားသွားလို့သိကျင်တယ်ဆိုလို့မေးဖို့ပြောနေတာအဖရနေပါဦးဒီကလေးကမိုးကောင်ရဲ့သားလားမဟုတ်ဘူးကွာစိန်မောင်ရဲ့ဒါငါတူမြမငွေစင်ကမွေးထားတာနမဲကတာတေးတဲ့ဘာကြီးကဒီတော့မှကျုပ်ကိုမိတ်ဆက်ပေးတာပြုဩတာတေးကအဖိုးဆရာကြီးကိုစိတ်ဝင်စားလို့လားမဟုတ်ဘူးအဖိုးရဲ့ရွာဟောင်းကြီးမှာဖြစ်ခဲ့တဲ့ဟာတွေကိုကျုပ်ကသိကျင်တာပါကျုပ်ကဘိုးဘချမ်းကြီးကိုပြောလိုက်တာဗျဘိုးဘချမ်းကြီးကကျုပ်ကိုပြုံပြီးလှမ်းကြည့်တယ်ပြုဒါဆိုရင်တာတေးမပြန်ခင်ရွာဟောင်းကြီးကအဖိုးဆရာကြီးကိုပို့ပေးရမှာပေါ့ကွာအဖိုးတမတ်ကိုအဖိုးပို့ပေးခိုင်းမယ်ဒီမှာနေကြအောင်မှာမဟုတ်လားအေးရောက်တော့3-4ရက်တော့နေအောင်မယ်ကွာမင်းရောငါရောအသက်တွေကြီးလာကြတော့နောက်ဆိုတွေ့ကြင်မှလည်းတွေ့ကြတော့မှာငါကမင်းတို့ကို9ရက်10ရက်လောက်နေသေးချင်တာကွာစိန်မောင်ရဲ့ဟာအဲ့တလောက်တော့နေလို့မရဘူးဗာချမ်းရဲ့ဒီကလေးကကြောင်းသားကွာငါစီမှာကြောင်းပိတ်တုံလာနေတာသူကြောင်းတက်ဖို့ကရှိသေးတယ်လေကွာနောက်တနေ့မနက်အစောထပြီးကိုမိုးကောင်ပြန်သွားတယ်3ရက်မြောက်နေ့မှာကိုစုံလိုက်ပို့လို့ရွာအောင်ကြီးကိုကျုပ်ရောက်တယ်ကိုစုံကလွတ်သဘောကောင်းတဲ့လူပြသူ့လည်းနဲ့ကျုပ်ကိုလိုက်ပို့ပေးတာတတေးအဖိုးဆရာကြီးကအသက်ရာကျော်နေပြီကွာဒါပေမဲ့မင်းတွေ့ရင်အသက်60လူပဲထင်ရလိမ့်မယ်ဖယောကတော့လွတ်နိုင်တဲ့ဆရာကြီးကွာအခုထိဟိုရွာဒီရွာကြွပြီးစေးကုပေးနေတော့ကွာကုန်းတန်းကလူတွေအသက်ကိုလည်းသူပဲကယ်ထားတာသူဒါမကယ်ရင်ရွာလုံးကျွတ်သွားနိုင်တယ်ကွာဒါတွေကိုငါတို့ပြီးတာတော့မဟုတ်ဘူးကွာရှေ့ကလူတွေပြောလို့သိရတာပေါ့ကျုပ်တို့ရွာအောင်ကြီးရောက်တော့ဝင်းမောက်ရဲ့ဘေးကခြုံတွေကြားမှာတစ်သားပြတစ်ချက်ကိုကျုပ်လှမ်းမြင်လိုက်တယ်တစ်သားတိုင်းလုံးမှာကပ်ပြီးရိုက်ထားတဲ့တစ်သားပြကြီးဗျကျုပ်ထင်တော့ကျွန်းပြကြီးလို့ထင်တယ်တော်တော်ကိုဟောင်းနှမ်းနေတဲ့တစ်သားတိုင်းကြီးနဲ့တစ်သားပြကြီးဗျကျုပ်ကိုစုံကလှဲရက်ပေးတယ်ကျုပ်ကလှဲပေါ်ကခုန်ချလိုက်ပြီးတော့ခြုံတွေကိုဖယ်ပြီးကြည့်လိုက်တယ်တစ်သားပြပေါ်မှာစာလုံးတွေထင်းထားတာပြုတ်မဖဲဝါမဝင်ရဆိုတဲ့စာတန်းကိုကျုပ်ဖက်လိုက်ပြီးတော့တော်တော်ကိုအံ့ဩသွားတာဟောင်းနှမ်းပြီးဆွေးနေတဲ့တစ်သားပြပေါ်ကတွင်းစာလုံးကိုကျုပ်လက်နဲ့ပုတ်ကြည့်လိုက်တယ်အဲ့ဒီအမိန့်စာတန်းကိုအဖိုးဆရာကြီးတိုက်ထားတာလေကွာရိုးရိုးစာတန်းမဟုတ်ဘူးအဖိုးဆရာကြီးရဲ့ပညာတွေနဲ့စီရင်ထားတာကွာအဲ့ဒီလိုစီရင်လိုက်တော့မှမဖဲဝါလည်းနေသွားတာဆိုပဲဟင်းဟုတ်လားဗျကိုစုံရဲ့ကျုပ်တို့ရွာထဲကိုဝင်ခဲ့ကြတယ်ဟာရွာကြီးနည်းနည်းနှုံးနှုံးမှမဟုတ်တာဒါပေမဲ့တစ်ပင်တွေပေါက်ပြီးတောအုပ်ကြီးလိုဖြစ်နေပြီပေါ့ဗျာအိမ်တွေကဟိုတန်းတစ်လုံးဒီနားတစ်လုံးအလုံးပေါက်မှာ15အိမ်ပဲရှိတယ်လို့ပြောတယ်ရွာရဲ့ဟိုဘက်ထိပ်မှာဖုန်ကြီးเจ้าနဲ့ဇေဒီလေးတွေစုကိုခက်ပြပြလေးလှမ်းမြင်နေရတယ်ကိုစုံဒီအိမ်တွေကဘာဖြစ်လို့ရွာပြောင်းနေတဲ့ပါမသွားတာတော့များလို့ကျုပ်ကမေးတော့ကိုစုံကလှဲမောင်းရင်းပြန်ပြေးတယ်သူတို့ကအိမ်ကြီးအိမ်ကောင်းလေးလေးကွာပြီးတော့မဖဲဝါကလည်းအဖိုးဆရာကြီးကြောင့်နေသွားပြီဆိုတော့သူတို့အိမ်တွေကိုမဖက်ကြတော့ဘူးပေါ့ဒီတော့သူတို့ຢာတွေကဒီမှာအများကြီးရှိတယ်ဆိုတော့ဒီမှာပဲစက်နေကြတာပေါ့ကွာဖုန်ကြီးเจ้าကတန်ဃာတွေကိုရောအဖိုးဆရာကြီးကိုရောသုံးညိုင်တလဲစီပို့ပေးကြတယ်အဖိုးဆရာကြီးကလည်းကျောင်းဝင်းထဲမှာပဲအင်္ဂလိပ်ဆောက်ပြီးနေတာကွာဒါလည်းလူတွေနဲ့ကုန်းနှံ့ရာကလူတွေပဲအားလုံးဆောက်ပေးထားတာအုတ်တိုက်ကလေးကွာကျုပ်တို့ကျောင်းဝင်းထဲကိုဝင်လာပြီးဆရာတော်ကိုဖူးကြတယ်ပြီးတော့အဘဆရာကြီးအိမ်ကိုကျုံနဲ့ကိုစုံထွက်လာခဲ့ကြတယ်ဗျဟဲ့ငါစုံဟိုနေ့ကတည်းကမင်းတစ်ခါလာပြီးပြီပဲရောင်တစ်စောင်းထိုးပြီးနောက်မီကလတိုင်ကြီးတစ်လုံးမှာထိုင်နေတဲ့အဖိုးဆရာကြီးကိုကျုပ်တွေးလိုက်ရပြီပေါ့ဗျာလူကခက်သေးသေးဗျတိတ်ထွက်တော့ကြမ်းကြမ်းမဟုတ်ဘူးအသားတွေကဖြူပြီးတန့်နေတာပြုတ်အထူးခြားဆုံးကတော့အဖိုးဆရာကြီးရဲ့မျက်လုံးတွေပဲဗျကြည်လင်ပြီးအယောင်တောက်နေတာမျက်နာကကြည်လင်တဲ့လောက်စိတ်ထားကလည်းကြည်လင်မဲ့ပုံပဲဗျကျုပ်လည်းစိတ်ထဲမှာကြည်ညိုလာတာနဲ့အဖိုးဆရာကြီးရှိမှရိုးရိုးသေးသေးထိုင်ပြီးဥချလိုက်တယ်ကိုစုံလည်းဥချတယ်ဒီကလေးကဘဲကတော့မစုံရဲ့မြို့ကပါအဖိုးသူ့ဖကြီးကကျုပ်ရဲ့ရောက်ခမနဲ့ငယ်တငယ်ချင်းတွေအခုရွာကိုလာလေကြတာဒီကလေးနာမည်ကမောင်တာဒေပါအဖိုးသူကဒီရွာကိုရွာတကြီးတဲပြီးပြောင်းသွားတဲ့အကြောင်းကိုတော်တော်လေးစိတ်ဝင်စားနေလို့ကျုပ်ကအဖိုးစီကိုခေါ်လာပေးတာပါအဖိုးအဖိုးဆရာကြီးကပြုံပြီးကျုပ်ကိုကြည့်တယ်ကိုစုံပြောသလိုပဲဗျအလွန်ဆုံးရှိမှအသက်60ပဲကိုစုံကပြောတော့အဖိုးဆရာကြီးရဲ့အသက်ကရောက်ကျော်ပြီးဆိုတော့ကျုပ်မှရုံရအောင်ခတ်နေတယ်မောင်တာဒေကစနေသားထင်တယ်အဖိုးဆရာကြီးကကျုပ်ကိုမေးတယ်မောင်တာဒေမဖဲဝါကြီးကိုမြင်ဘူးလေထင်တယ်ကျုပ်အတော်အံ့ဩသွားတာဗျကျုပ်လည်းအဖိုးဆရာကြီးကိုမလိမ်ဝင်ဘူးဗျ
သုံးကမြင်မှုပါတဲ့အဖိုးတခါကကျုပ်တငယ်ချင်းဘာချစ်နဲ့ဟားတိုက်တန်းစော့ကြတော့လူကိုအောက်ပြန်ချလို့မရဘူးဖြစ်နေလို့ဘာချစ်ကမဖေးဝါကိုပင့်လိုက်တာဖြူဖြူရေးကြီးတခုရောက်လာပြီးလှုပ်ပြီးသွားတာတွေးလိုက်ရဘူးလေနောက်တစ်ခါကတော့မျိုးတင်ချိုင်းပြောင်းတော့စစ်ဗိုလ်တွေကမဖေးဝါကိုပင့်ပြီးတင်ချိုင်းရွှေခိုင်းကြတာအဖိုးအဲ့ဒီတုန်းကမဖေးဝါကြီးကိုတိတိထထမြင်ရတာပါဘာချစ်ရဲ့သေးဆောင်ကြီးကကျုပ်ကိုအမြန်ဖွင့်မေးလို့မြင်ရတာပါအဖိုးနောက်တစ်ခါကတော့ဘာချစ်တို့ရွာဖျားပွဲကိုလိုက်သွားတော့ခေါင်းကြီးတစ်လုံးထမ်းပြီးချောင်းကိုခွာကျော်လာတဲ့မဖေးဝါကိုတစ်ခါမြင်မှုပါတယ်ဒါကလည်းဘာချစ်ရဲ့စီးကအမြင်ဖွင့်မေးလို့ပါအဖိုးမြင်တော့ဘယ်နဲ့နေတော့မောင်းတာလေဟာအရက်ရှိကြီးအဖိုးရဲ့ကြောက်စရာကြီးပေါ့ဗျာမကြောက်ပါနဲ့မောင်းတာလေအဲ့ဒီမဖေးဝါကြီးနဲ့မင်းဟာတနေ့ကျရင်အတော်ကိုခင်ခင်လေးဖြစ်ကြလိမ့်မယ်ကွဗျာဟုတ်လားဖိုးမဖေးဝါကတရေကြီးတွေဆိုရင်လဝါကြီးနဲ့ရိုက်တာကိုတော့တင်းချိုင်းရွှေတုံးကကျုပ်မြင်ငယ်ဖို့ရဲ့အဖိုးရဲ့လူတွေကိုရောသူ့လဝါကြီးနဲ့ရိုက်တွေ့ရတာဗျအဖိုးဆရာကြီးကသူ့ကောင်းကိုရောင်တစောင်းလေးလှုပ်သွားအောင်ခေါင်းနှိမ့်လိုက်တယ်ဗျအခုတော့မဖေးဝါမစိုးတော့ပါဘူးကွကာမတိတ်တိတွေကလည်းမြင့်သွားပြီလေဟိုတုန်းကတော့တကယ်အရင်ဆိုင်ကြီးမောင်တာတီရဲ့ကျုပ်ဒီရွာကိုရောက်တော့ရွာထဲမှာလူတော်တော်ကုန်နေပြီကျုပ်သာအရောက်နောက်ကျရင်တရွာလုံးတောင်ကုန်သွားတော့တယ်ကွမောင်တာတီရဲ့ဟာဘလို့များဖြစ်တာတော့အဖိုးရဲ့အင်းမောင်တာတီကသိကျင်တယ်ဆိုရင်တော့ပြောပြမှာပေါ့ကွဟုတ်ကဲ့ပါအဖိုးကျုပ်ကြားချင်ပါတယ်ဗျကျုပ်ဆိုတဲ့ကောင်ကငငယ်လေးကလေးကလွတ်ဆက်စုတဲ့ကောင်မို့လားဒါမျိုးကြားရမယ်ဆိုတော့ဘယ်နည်းလိုက်မလုံးဗျာဟာမောင်တာတီဒီအကြောင်းတွေကိုကျုပ်ကထိုင်ပြီးပြောပြမှာမဟုတ်ဘူးကွကျုပ်မှရှိတဲ့ဖြစ်တော်ပေါင်းအင်းချထားတဲ့အင်းလက်ကင်ဘွားကိုမောင်တာတီရဲ့မျက်လုံးမှာစီးပေးလိုက်မှာကွမောင်တာတီကိုယ်တိုင်အတိတ်အချိန်တစ်ခုကဖြစ်ခဲ့တဲ့အဲ့ဒီဖြစ်ပျက်ထဲမှာကိုယ်တိုင်ပါဝင်ပြီးကိုယ်တိုင်ခံစားမြင်တွေ့ရမှာကွကြောက်တဲ့လူကတော့မဖြစ်ဘူးအဖိုးဆရာကြီးကကျုံမကြောက်တတ်မှန်သိပုံပဲဗျကျုံမကြောက်ပါဘူးအဖိုးအေးဒါဆိုရင်ဟန်ကြပြီလို့ကွအဖိုးဆရာကြီးကမကြောက်တတ်ဘူးလို့သာပြောလိုက်တာဗျတကယ်တော့ကျုပ်လည်းကြောက်တတ်တာပါပဲဒါပေမဲ့ကျုပ်ကလွတ်ဆက်စုတဲ့ကောင်ဆိုတော့ကြောက်တာကိုမေ့ပြီးဆက်စုနေတဲ့ကောင်ပါဗျအဖိုးဆရာကြီးကသူ့ဖျားစင်မှာထားတဲ့ဇူးလေအိတ်တဲကအင်းလက်ကင်ဘွားကိုထိုက်ပြီးတော့ယူတယ်ပြီးတော့ဖျားစင်မှာဖျောင်းနိုင်ပြီးထွန်းတယ်အဖိုးဆရာကြီးကအသက်ရာကျော်သာဆိုတယ်လောက်တာကိုင်းတာကတော့လက်ပေါ်ပါနေတာဗျကျုပ်ကဒီနေ့အထိမင်းပြူကြီးတကောင်စီးပြီးဒီနေ့တကြောမှာဆေးလိုက်ကုနေတော့ငယ်မောင်တာတီရဲ့မစုံတော့မပြောပြဘူးလားကျုပ်တွေးလိုက်တာကိုအဖိုးဆရာကြီးကတိသွားတဲ့ပုံပဲဗျဟုတ်ကဲ့ကိုစုံကလမ်းမပြောရပါတယ်အဖိုးအေးဟုတ်တယ်ကွာတာတီကအဖိုးဆေးကူးထွက်တဲ့ဘောပြူးဆိုတဲ့မြင်းကြီးကတိတ်လှတာကွာရွာဟောင်းကြီးထဲမှာနေတဲ့ကိုမောင်ဆန်တို့အိမ်ဝိုင်းထဲမှာထားရတာကွာကဲမောင်တာတီအတိတ်ကာလကိုတွားကြည့်ဖို့အစင်းသိဖြစ်ပြီလားကွဟုတ်ကဲ့ပါကိုအစင်းသိဖြစ်ပါပြီကဲဒါဆိုရင်လာဖះသိရှိမှာထိုင်ဖះကိုရှ िख ိုးပြီးတော့ဟောဒီကရင်ပေါ်မှာထိုင်ဒါမျိုးကလူတိုင်းကိုတော့လုပ်ပြီးလို့မရဘူးကွမောင်တာတီလိုပညာတတ်ပါလာတဲ့သူမျိုးမှရတာကျုပ်ကအဖိုးဆရာကြီးခိုင်းတဲ့အတိုင်းဖះသိရှိမှာထိုင်ပြီးဖះကိုရှ िख ိုးလိုက်တယ်ပြီးတော့ကရင်ပေါ်မှာထိုင်လိုက်ဒီကရင်ကအဖိုးဆရာကြီးအိတ်တဲ့ကရင်ဟုတ်ပုံမပေါ်ဘူးဗျလူနာတွေဘာတွေလာရင်စေးကူးတဲ့ကရင်ပဲဖြစ်တယ်အဖိုးဆရာကြီးကကျုပ်မျက်လုံးလေးပေါ်မှာရှည်ရှည်လေးခောက်ထားတဲ့ဖြစ်တော်ပေါင်းအင်းလက်ကင်ဘွားအဖြူလေးကိုစီးပေးလိုက်တယ်အစကြိုးကြ16ခါတီဟင်းသာခိုးဖြစ်6ဖြစ်ကာခိုးကြီးညို3ကတန်တာကျူးဟိတ်ကရဝိတ်9လေးကကိန်းနရီစာမရီ15မြောက်က30စင်ဝဲ17အဖိုးဆရာကြီးကကျုပ်ကောင်းအုံပေါ်မှာလှဲ့ခိုင်းပြီးဖြစ်တော်ပေါင်းကားတာနဲ့အင်းဟင်းလိုက်တယ်အဖိုးဆရာကြီးရဲ့အတန်ဟာကြည်လင်ပြတ်သားပြီးဩဇာတန်အပြည့်ပါတယ်ဆိုတာကျုပ်သိနေတယ်အဖိုးဆရာကြီးကအင်းဟင်းကားတာကိုပြန်ပြီးကြောက်ရွံ့နေတယ်ကျုပ်စိတ်တွေဝေဝါးလာပြီးဟာအိတ်ချင်လိုက်တာဗျာကျုပ်မျက်ခုံလေးအလေးကြီးဖြစ်လာတယ်အလေးကြီးဗျတော်တော်ကိုလေးတာနောက်တော့ကျုပ်ဟဲ့ကောင်မဒူးတုံသန်းငါရှိမှာကျုပ်စက်ခနဲတုံသွားတယ်ဗျကြားလိုက်ရတဲ့အတန်ကြီးကတော်တော်ကိုကြောက်စရာကောင်းတာပြုအိမ်ဝိုင်းကြီးမှာအကျယ်ကြီးဗျာတရက်ပင်လေးမကြီးပင်တွေကလည်းဝိုင်းကြီးထဲမှာအုပ်ဆန်ပြီးမှိုင်းနေတာပြုနှက်ခမ်းမွေးကကကြီးနဲ့ရောင်တစောင်းထုံထားတဲ့လူကြီးကပစိုးကြီးတူတူဝတ်ထားကြရသူ့ပခုံးမှာလည်းဆေးလွယ်ကြီးတစ်လုံးနဲ့လွယ်ထားတယ်သူ့နောက်မှာတပြည့်နှစ်ယောက်ရက်လို့ဗျသူ့လိုပဲနှက်ခမ်းမွေးရောင်တုံးလေးနဲ့ပဲဗျဆေးလွယ်အိတ်ကိုစီလွယ်ထားကြတယ်စောစောကကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့အမင်ပေးလိုက်တဲ့လူကြီးရဲ့မျက်နှာမှာကန့်လန့်ပြအမာယူကြီးတစ်ခုရှိတယ်ဒီလူကြီးကိုပို့ပြီးကြောက်စရာကောင်းနေတာဗျဒီလူကြီးလက်ထဲမှာစေးနီတုံထားတဲ့ကျိန်လုံးကြီးတစ်လုံးလည်းကင်ထားတယ်မြေမာရှိုးမိုးမာပြန်တိမ်ရန်ကိုဖောက်တိမ်အောက်မှာဆက်ပွဲငါဟဲ့ယောက်ျားဆရွာထားတဲ့ငါစကားနားထောင်ငါခိုင်းတာလို့ငါကျွတာစားကြားသလားမဖဲဝါဒီတော့မှကျုပ်တည်ရတာကြည့်လိုက်မိတယ်ဗျအမလီကျုပ်တကယ်ကိုလန့်ပြီးអော်လိုက်တာပေါ့ဒါပေမဲ့ထူးတော့ထူးဆန်းသားဗျကျုပ်တန်ကိုဘယ်သူမှမကြားဘူးဝိုင်းထဲမှာအိမ်မဲကြီးရှိမှထိုင်နေတဲ့လူတွေ100လောက်ရှိတယ်ဗျဒီရွာထဲမှာလူမကြံသေးရလားမသိပါဘူးဗျဝိုင်းကြည့်နေကြတာဆရာထွားဆိုတဲ့ဆရာကြီးနဲ့သူတီဗီနှစ်ယောက်ကိုဝိုင်းကြည့်နေကြတာဗျအားလုံးမြင်သက်နေလိုက်ကြတာအကြရင်အောင်ကြားရမယ်အတိုင်းပဲဗျမဖဲဝါငါဆရာမောင်ထွားအမိန်ထားမယ်တေချာမှတ်သားကလိုက်လာပြီးတော့မဖဲဝါကြီးမှာမဖဲဝါအစီကြီးဗျကျုပ်ကိုဘာချစ်အမြင်ဖွင့်ပေးလို့တင်းကြိုင်ပြောင်းတဲ့ညမှာမြင်ငယ်ဘူးတဲ့ပုံစံတိုင်းပဲဗျ
အရက်ကြီးကလည်းစိတ်ပြီးလောက်ရှိမယ်။သပင်ဖားလျာကြီးချလို့ဗျာ။မျက်လုံးကြီးနှလုံးကယူနူးချက်ပကံလောက်ကြီးတွေနဲ့မိရဲနေတာပြို့အချိန်ကည9 နာရီလောက်ရှိမယ်။ဝိုင်းထဲမှာကညင်စီမီးတိုင်ကြီးစိုက်ထားတော့လင်းထိန်နေတာဗျ။မဖေးဝါကထမိန်အနက်အင်ကြီးအနက်ကြီးဝတ်ထားတာပြို့ဆရာထွားနဲ့မလန်မကတ်မှာကျုံကလေးဝင်ထိုင်လိုက်တယ်။ကြည့်နေတဲ့လူတွေကတော့မဖေးဝါကိုပဲမြင်မှာတော့ဗျ။ဆရာထွားရဲ့တပည့်2 ယောက်လည်းမြင်ပုံမပေါ်ဘူးဗျ။ဆရာထွားကတော့တိတိကျကျကိုမြင်နေရတယ်ဆိုတာကြုတ်သိတယ်။ကြည့်နေတဲ့လူတွေကတော့ဆရာထွားကိုပဲကြည့်နေကြတာပေါ့ဗျာ။မောင်ထွန်းမရွှေထမင်းဟင်းတွေသွားဦးကြ။ဆရာထွားရဲ့တပည့်2 ယောက်ကသူတို့နောက်မှာအတင်းချထားတဲ့ထမင်းတို့ကိုယူပြီးမြေကြီးပေါ်မှာဖြီချလိုက်တယ်။သူတို့ထမင်းတို့ခင်းတဲ့နေရာကမဖေးဝါရှိတဲ့မဟုတ်ပဲဘေးဘက်ရောက်နေတယ်ဗျ။ခုနကောင်ဒီနားကိုလာဆရာထွားကပြောလိုက်ပြီးသူ့လက်ထဲကအနီအောင်သေးချိန်လုံးနဲ့ထမင်းတို့ခင်းရမယ့်နေရာကိုထောက်ပြတယ်။မဖေးဝါရှိတဲ့ဗျ။သူ့တပည့်2 ယောက်ကဆရာထွားပြတဲ့နေရာကိုထမင်းတို့ခင်းလိုက်တယ်။မဖေးဝါကျုပ်ကျွေးတာစားပါဆရာထွားကြီးရဲ့အမိန်ပေးတန်ကြီးဟိမ့်ထွက်လာတယ်။စားပြီမဖေးဝါကြီးစစားပြီဆရာရဲ့တပည့်1 ယောက်ကိုဆရာထွားကရေခွက်တစ်လုံးနဲ့ရေပြည့်ကကန်ပြီးမဖဲဝါရှိမှချထားခိုင်းလိုက်တယ်။အေးဟုတ်တယ်ဟိဒါဆိုရင်မဖဲဝါတကယ်ရောက်နေတာပေါ့။ဆရာထွားကတော်တော်ဆွမ်းပါလားဟာလူတွေတူချိတ်နဲ့ဆရာထွားကိုချီးမွမ်းနေကြတာ။ဟက်ကောင်မတွေတိတ်နေကြတယ်။ဘာမသိညာမသိရမ်းမပြောနဲ့မဖဲဝါဆိုတာတရေမဟဲ့။ဟိုကဆရာမြေရှိုးမိုးပြန်နိုင်တဲ့ဆရာဟဲ့။စောကဆရာထွားပြောသွားတာမင်းတို့မကြောက်ဘူးလား။ဟာကုံသွားပြီပြုတ်ထမင်းရောဟင်းရောကုံသွားပြီ။မဖဲဝါကရေခွက်ကိုယူတော့လိုက်တယ်။ဟာခေါ်ထဲကယူတွေလည်းကျော်သွားပြီဟဲ့မဖဲဝါကမျက်လုံးမြည်ကြီးနဲ့လူတွေကိုတစ်ချက်လှည့်ကြည့်တယ်လူတွေကတော့မဖဲဝါသူတို့ကိုစင်းကြည့်နေတာကိုမသိကြဘူးပေါ့ဗျာဆရာထွားကသူ့တပည့်2 ယောက်ကိုတူနဲ့ပြောလိုက်တယ်ဟိုလူတွေအင်ကြီးတဲ့ဝင်သွားပြီဗျဟာဘာကြီးတဲလာတာတော့ဗျဆရာထွားရဲ့တပည့်2 ယောက်နဲ့လူ9 ယောက်တော့မပြီးယူလာတာဗျဟာဟိုလူတွေတဲလာတာအလောင်းကြီးပါလားဆရာထွားကမဖဲဝါရဲ့ရှိမှာအလောင်းကိုချခိုင်းထားလိုက်တယ်ပြုတ်ဆရာထွားကသူ့လက်ထဲကစေးကျိန်လုံးနဲ့အလောင်းမှာလွှမ်းထားတဲ့အညာကောင်လေးကိုထုတ်ပေါ်လိုက်ဟာမိမ1 ယောက်ပါလားဗျအပြူအရွယ်ဗျအများဆုံးရှိမှအသက်16နဲ့18နှစ်လောက်ပဲရှိအောင်ပါတော်တော်ကိုချောတဲ့မိမဗျာတီတာနဲ့တော့မတူဘူးအိပ်ပျော်နေလို့ပဲဗျဆရာထွားကတည်နေတဲ့မိန်းကလေးရဲ့မိဘနဲ့ကိုခေါ်လိုက်တယ်မိဘ2 ယောက်အနားကိုရောက်လာတော့ဆရာထွားကပြောစဗျခမည်းတော်သမီးကိုကျုပ်အခုပဲအသက်ပြန်သွင်းပြီးတော့မှနော်စောကခမည်းတော်ကျုပ်ကိုပေးထားတဲ့ဂတိတော့တီးကြမယ်မို့လားခမည်းတော်သမီးအသက်ပြန်ရှင်လာရင်ကျုပ်နဲ့လက်ထပ်ပေးသားမယ်ဆိုတာလေဟုတ်ပါတယ်ဆရာသမီးလေးအသက်ပြန်ရှင်လာရင်တော့ပါပြီကျုပ်တို့သမီးကိုဆရာနဲ့ပေးသားပါမယ်။အော်လက်ဆက်သက်တော့ဒီလိုကိုလို့ကျုပ်ကသဘောပေါက်သွားတယ်ဗျ။ကျုပ်လိုပဲမဖေးဝါလည်းသဘောပေါက်သွားပုံပဲဗျ။သူ့ကောင်းကိုတက်ဆက်ညိတ်နေတယ်ပြု။ကဲကောင်းပြီခမည်းတော်သွားတော့ရပြီ။ဆရာထွားကမဖေးဝါဘက်ကိုလှည့်ပြီးကြည့်တယ်။လက်ထဲကသေးချိန်လုံးကိုလေထဲမှာမှွေလိုက်တယ်။မဖေးဝါဒီတငယ်မသေးတာနိုင်ပိုင်းပဲရှိသေးတယ်။သူ့ဝိညာဉ်ကအဝေးကြီးကိုမရောက်နိုင်သေးဘူး။ဒါကိုနင်လည်းသိတယ်ငါလည်းသိတယ်။နင်အခုချက်ချင်းအဲ့ဒီဝိညာဉ်ကိုတွေ့အောင်လိုက်ရှာပါ။ချက်ချင်းခေါ်လာပြီးသူ့ခန္ဓာလေးကိုပြန်သွင်းပေးရမယ်။တိမ်ညွန့်စားတဲ့ဆရာထွားရဲ့အမိန့်အခုချက်ချင်းနာခံလေငါအမိန့်ကိုမနာခံရင်ဘာဖြစ်မလဲဆိုတာနေတွေးတာကြည့်ပြီးတော့ဟာပျောက်သွားပြီမျိုးမဖေးဝါကြီးဖြုံဝင်နဲ့ပျောက်သွားတာဗျဆရာထွားကသူ့ကောင်းကြီးကိုအပေါ်မော့ပြီးအားရပါရအော်ရနေပြီမျိုးကြည့်နေတဲ့လူတွေဆိုတာလဲပါဇက်တွေတောင်ဟပြီးကြက်သိနေရပြုတ်ကျုပ်စိတ်ထင်9 မိနစ်လောက်ပဲရှိမယ်ထင်တယ်မိမချောချောလေးအလောင်းကစက်ကနေတွန့်သွားတယ်ဆရာထွားကမျက်နှာကြီးပြုံပြီးငုံကြည့်နေတယ်မိန်းကလေးရဲ့လက်တွေကလှုပ်လာပြီးဆရာထွားရဲ့မျက်နှာကြီးမှာရမက်တွေရှမ်းပြီးမျက်နှာတစ်ခုလုံးအစီတွေပြန်နေပြီမျိုးဆရာထွားမျက်နှာကြီးကိုကောင်းငင်ကြီးမောကြည့်ပြီးရဲနေတာပြုထလာပြီမိမချောလေးရဲ့အလောင်းကပြန်ပြီးအသက်ဝင်လာပြီးထလာပြီဗျဟာမေကြီးပြန်ရှင်လာပြီးတော့စွန့်လိုက်တဲ့ဆရာထွားပါတော့မေကြီးတော့ဒီလိုဆရာမျိုးရဲ့ဆရာကတော့ဖြစ်ရမှာတော့ကန်ကောင်းလိုက်တာဟဲ့ဘာသူရသားတွေတန်တော်ချီးမွမ်းစကားတွေဆိုရုံပဲရှိသေးတယ်ဆရာထွားကရမက်တွေရှမ်းနေတဲ့မျက်လုံးတွေနဲ့မတက်ထရက်နေတဲ့မိမချောမေကြီးအနာကိုကပ်ပြီးမေကြီးရဲ့လက်ကလေးကိုလှန့်ကန်လိုက်တယ်မေကြီးပါဇက်ကထွက်လာတဲ့အော်တန်ကြီးဗျာတရွာလုံးကိုလွှမ်းသွားရင်မေကြီးကလှော်ကနေခုံအောင်လိုက်တယ်ဆရာထွားရဲ့ရောင်တုံးကိုစက်ကနေဆွဲလိုက်ပြီးခေါင်းဆိုင်သွားတဲ့ဆရာထွားရဲ့ကြောကုန်းကြီးကိုမေကြီးကလက်ဝါးနဲ့ရိုက်လိုက်တာမျိုးတပုံးနဲ့မရက်မနာကိုရိုက်တာဗျအမလီးဗျဆရာထွားကဘူးကြီးထောက်ကြပြီးသွေးတွေထိုးအောင်လိုက်တာဗျမြေကြီးပေါ်မှာသွေးရည်ကြီးကိုပြစ်သွားတာဗျဆရာထွားရဲ့မျက်လုံးကြီးလန့်တက်သွားပြီးမေကြီးကိုလက်ညှိုးနဲ့ထိုးထားတယ်ဟာငါမေကြီးမဟုတ်ဘူးစီကျိုးစီပေါအောင်လန်းဆရာငါထွားရဲ့ငါမဖဲဝါဟဲ့မဖဲဝါဟာသွားပြီဆရာထွားသွားပြီမြေကြီးပေါ်ဟတ်ထိုးကျသွားတာပြုတ်ဆရာထွားရဲ့တပည့်2 ယောက်နဲ့သူတို့ဆရာကြီးကိုပြေးလာကြတယ်မြန်လိုက်တဲ့မဖဲဝါဗျာမေကြီးကိုယ်ထဲဝင်နေတဲ့မဖဲဝါကဆရာထွားတပည့်2 ယောက်ရဲ့ကြောပုံကိုသူ့လက်ဝါးကြီးနဲ့တလဲစီရိုက်ချလိုက်ရောပြုတ်တပုံးနဲ့ဘယ်နှချက်ရိုက်လိုက်မှတော့မသိတော့ဘူးဗျာဆရာထွားရဲ့တပည့်မောင်ထုံးရောမရွှေဆိုတဲ့လူရောသူ့တွေတော်နဲ့ထိုးအပ်ပြီးတေကုန်ကြတာဗျာ
လူတွေကိုယုံသုံးကားနဲ့ဝိုင်းထဲကထွက်ပြေးသွားကြပြီလို့ကဘာပြတ်တယ်ဆိုတာဒါမျိုးထင်ပါရဲ့ဗျာထွက်ပြေးတဲ့သူတွေကိုလည်းမဖက်ဝလိုက်ရတာအရိုက်ခံရတဲ့လူတိုင်းမြေကြီးပေါ်မှာစန့်ငင်ဖြစ်ပြီးငြိမ်သွားကြတာမျိုးဝိုင်းထဲကလွတ်ထွက်သွားတဲ့လူတွေနောက်ကိုလည်းမဖက်ဝပြေးလိုက်ပြီးရိုက်တာတပုံးပုံးနဲ့တရွာလုံးအော်တန်ဟစ်တန်ပြေးတန်ငိုတန်ရင်းညူတန်တွေနဲ့ကဘာကြီးပြတ်နေသလိုပါပဲဗျာဘလောက်တောင်ကြာသွားလဲတော့မသိဘူးဗျကျုပ်ရွာထဲကလမ်းတွေကိုချောက်ကြည့်တော့ရွာလမ်းပေါ်မှာအိမ်ဝိုင်းနေတဲ့မှာလဲကျပြီးတည်နေကြတာဘယ်နေအောင်မှကိုမသိပါဘူးဗျာကျုပ်တက်မှာဒီတော့များတဲ့လူတွေအလောင်းတွေကိုတခါမှမမြင်ဘူးခဲ့တာမှမဟုတ်တာဗျကျုပ်ဒူးတွေတစ်ဆက်ဆက်တုံအောင်ကိုကြောက်တော့တာဗျဟိုမှာမယ်ရီပြို့မယ်ရီလူတွေကိုကြော်ခွပြီးသွားနေတာသပင်ဖားလာကြီးချလိုက်တာပြို့တကယ်တော့အဲ့ဒါမဖဲဝါကြီးဗျဟေ့ရက်လိုက်စမ်းအတန်ကြီးတတန်ဗျဒါပေမဲ့ချီလင်းပြီးဩသာတဲ့အဖြစ်ကိန်းနေတဲ့အတန်ပါဗျကျုပ်ရှိကိုလှန့်ကြည့်လိုက်တော့မြင်းဖြူကြီးတစ်ကောင်ကိုစီးပြီးရွာထဲကိုဝင်လာတဲ့လူဗျမြင်းပေါ်ကလူကိုကျုပ်တေချာကြည့်လိုက်တော့ဟာအဖိုးဆရာကြီးပါလားကျုပ်ရဲ့ကြောက်နေတဲ့စိတ်တွေချက်ချင်းပျောက်သွားတယ်ဒူးတွေလည်းမတုံတော့ဘူးဗျမဖဲဝါကြားသိစေရမယ်အထက်ဆရာကြီးတွေအမိတ်ငါဆရာအဖေရှင်ရဲ့အမိတ်ဟောမဖဲဝါချက်ချင်းထူထောက်ချလိုက်တယ်ဗျနောက်မှာဒီလိုအလုံးမျိုးလုံးဝမလုပ်ရနေတဲ့မြို့ရွာတွေအတွင်းကိုလုံးဝမဝင်ရတင်းချိုင်းထဲမှာသာနေထိုင်ရမယ်တင်းချိုင်းမှန်သမျှတင်းအပိုင်သားရဖြစ်ရမယ်အထက်ပုဂ္ဂိုလ်တွေရဲ့အမိတ်ကိုဖီဆန်မာကတင်းကိုကြောက်တလားနဲ့ထည့်ပြီးမဟာသမုဒ္ဒရာလည်းမှာမြုပ်နှံပြတယ်ဘုံဆိုပြီးတော့အဖိုးဆရာကြီးအဖေရှင်ရဲ့အမိတ်ပြန်လဲသုံးတော့မေဒီရဲ့အလောင်းကောင်ကြီးဘုံကနေလဲကျသွားရောဗျမဖဲဝါကြီးပြန်ထွက်သွားပြီပေါ့ဗျာလူလေးမောင်တာတေဗျာအဖိုးလူလေးနိုးပြီလားခေါင်းထဲမှာကြီးကြီးလင်းလင်းရှိရလားဟုတ်ကဲ့ရှိပါတယ်အဖိုးအေးဒါဆိုရင်ထတော့ကွကျုပ်မျက်လုံးကိုစီးထားတဲ့လက်ကိုက်မွာကိုအဖိုးဆရာကြီးကဖြုတ်ပေးလိုက်တယ်ကျုပ်အိတ်နေရကထထိုင်ပြီးအဖိုးကိုတေချာငေးကြည့်နေပြီမောင်တာတေသိကျင်တာတွေသိရပြီမဟုတ်လားအေးအဲ့ဒီနောက်တော့ရွာတွေကကြံတဲ့လူတွေကအခုလူလေးလာလဲတဲ့ကုန်းတန်းရွာနေရာမှာရွာတစ်တည်ပြီးပြောင်းသွားကြတာပေါ့ကွယ်မဖဲဝါလည်းအခုတော့အဲ့ဒီတုန်းကလို့မစိုးတော့ပါဘူးကုန်းတန်းကနေဗာကြီးနဲ့ကျုပ်ပြန်လာခဲ့ကြတာကြာပါပြီဒါပေမဲ့အဖိုးဆရာကြီးအင်းလက်ကိုက်မွာစီးပြီးကျုပ်ကိုပို့ခဲ့တဲ့အတိတ်ကာလကြီးကအဖြစ်ပြက်တွေကိုဒီနေ့ထိမျက်စိထဲမြင်အောင်နေတော့မှာပဲဗျာအဆုံးထိနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်သွားပေးကြပါဦးခင်ဗျာ